သူမဟာဆေးရုံစင်ကြံလန်းအတိုင်းလမ်းလျှောက်လာခဲ့စဉ်မှာကတင်တစ်ခုပေါ်မှာအသက်လူနေရတဲ့လူနာမျိုးသားတဦးကိုမြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်သူမဟာအနားမှာဝင်ထိုင်လိုက်ပြီးအဲ့ဒီလူနာကွယ်လွန်သွားတဲ့အချိန်ထိသူ့ရဲ့လက်ကိုကျဉ်းသားစွာနဲ့စုပ်ကိုင်ပေးထားခဲ့ပါတယ်။တကယ်တော့ဆေးရုံတွေမှာဘေးနားမှာဘယ်သူမှမရှိပဲအထီးကျန်စွာကွယ်လွန်သွားခဲ့ကြတဲ့လူနာတော်တော်များများရှိပါတယ်။ဒါကြောင့်အထူးအစီအစဉ်တစ်ခုကိုစတင်တည်ထောင်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်ကတော့စေတနာဝန်ထမ်းတွေကိုတေချာလေးကျင့်ပေးပြီးအဖော်မဲ့ကအထီးကျန်စွာကွယ်လွန်တော့မဲ့လူနာတယောက်ချင်းစီနဲ့တွဲဖက်ချထားပေးတာပဲဖြစ်ပါတယ်။အဲ့ဒီစေတနာဝန်ထမ်းဟာလူနာရဲ့ကတင်ဘေးနားမှာဝင်ထိုင်ပေးမှာဖြစ်ပြီးသူ့ရဲ့လက်ကိုစုပ်ကိုင်ထားပေးကတာယာညှင်းညောင်းတဲ့တခြင်းတွေကိုတိုးတိုးလေးတီးဆိုပြနေမှာဒါမှမဟုတ်ဘာတမ်းမှမထွက်ပဲငြိမ်သက်စွာအဖော်ပြုပေးနေမှာပဲဖြစ်ပါတယ်။နိုင်ရီနှဲငယ်ကြာပြီးတဲ့နောက်မှာတော့နောက်ထပ်စေတနာဝန်ထမ်းတယောက်ကလက်ရှိတယောက်နေရာမှာအစားဝင်ပေးနိုင်ပြီးဒါဟာသူတို့ရဲ့ဘဝနေဝင်ချိန်နောက်ဆုံးအချိန်ထိတလက်စီအဖော်ပြုပေးသွားမှာပဲဖြစ်ပါတယ်။ဒါတွေအားလုံးဟာလူနာရဲ့နောက်ဆုံးထွက်သက်မှာဘလို့နီးနဲ့မှအထီးကျန်စွာတေဆုံးမသွားရလေအောင်ပြုလုပ်ပေးကြတာပဲဖြစ်ပါတယ်။